ဒီပင်လေးကတော့ဆေးဥပုံအယိုးနေပင်လို့ခေါ်ပါတယ်ဒီပင်လေးကကြတော့ကင်ဆာသမားတွေဆိုရင်ဒီဆေးဥပုံယိုးနေကို3ခွက်တစ်ခွက်တင်ကြိုးတောက်ပေးမယ်ဆိုရင်ကင်ဆာရောဂါကိုသက်သာစေရပေါ့နော်နောက်တစ်ခုစီးကြိုရှိတဲ့သူတွေသွေးတိုးသမားတွေဆိုရင်လည်း3ခွက်တစ်ခွက်တင်ကြိုးတောက်ရုံနဲ့စီးကြိုကြတယ်သွေးတိုးကြတယ်ပေါ့နော်သူကတော့ဆေးဥပုံအယိုးနေလို့ခေါ်ပါတယ်ဒီမှာပေါ့နော်သူ့ရဲ့အပွင့်လေးကကြတော့ဒီလိုခရမ်းရောင်လေးပါအရန်ဆေးဘက်ဝင်တယ်ပေါ့နော်ဒီပင်လေးကသူကအယိုးတံအနီမှာဆေးဘက်ဝင်တာပါအယိုးတံအဖြူတွေလည်းရှိရပေါ့နော်အဖြူတွေကတော့ဆေးဘက်မဝင်ပါဘူးဒီလိုအယိုးတံအနီရောင်တွေကကြတော့ဆေးဘက်ပုံဝင်ပါတယ်ခန္ဓာကိုယ်မှာကင်ဆာအဖို့အကျိတ်တွေဖြစ်နေတဲ့သူတွေဆိုရင်လည်းဒါလေးကိုကျင်းစ5ပါးပေါ့နော်အပင်ကနေပြီးတော့နှုတ်ပြီးတော့မှ3ခွက်တစ်ခွက်တင်ကြိုးတောက်ပေးမယ်ဆိုရင်ခန္ဓာကိုယ်မှာရှိတဲ့ကင်ဆာအဖို့အကျိတ်တွေသွေးတိုးစီးကြိုတွေကိုယူပြစ်တယ်လို့သက်သာတယ်ပေါ့နော်ဒါဒီအပင်လေးကိုရှိတဲ့သူတွေဆိုလို့ရှိရင်ကင်ဆာဖူးချိတ်ဖြစ်နေတဲ့သူတွေစီးကြိုရှိတဲ့လူတွေသွေးတိုးရှိတဲ့သူတွေဆိုရင်ဒီအပင်လေးကိုတစ်ခွက်တစ်ခွက်တင်တောက်ကြည့်ပါအရန်ကောင်းပါတယ်နော်ဒီပင်လေးကကြတော့တချို့ဒေသတွေမှာမရှိဘူးပေါ့နော်တချို့ဒေသတွေမှာတော့ဒီပင်လေးကရှားပါတယ်မရှိပါဘူးဒါညီမတို့ဘက်မှာရှိတယ်ပေါ့နော်မဟုတ်ပါဘူးဒီလိုအယိုးတံအနီရောင်ရိုးတံအနီညိုရောင်ပေါ့နော်အဲ့လိုအရောင်မှာသူကဆေးဘက်ဝင်တယ်ကင်ဆာသမားတွေသွေးတိုးစီးကြိုသမားတွေပေါ့နော်ဆေးအိုးပုံအယိုးနီလို့ခေါ်ပါတယ်သူကကျတော့ဒီမှာပေါ့နော်ဒီမှာပေါ့နော်သူရဲ့အပွင့်လေးကကျတော့ဒီလိုခရမ်းရောင်ဒီမှာအဖူးလေးနဲ့ပေါ့နော်သူ့ရဲ့အသီးလေးကိုလည်းပြပေးပါမယ်သူ့ရဲ့အသီးလေးကကြတော့ဒီမှာပေါ့နော်ဒီမှာသူ့ရဲ့အသီးလေးကအိုးပုတ်ပုံတရံလေးနဲ့တူတယ်ပေါ့နော်ဒါသူ့ရဲ့အသီးလေးပါအဆုပ်ပေါ့နော်ပန်းနာရင်ကျက်ရှိတဲ့သူတွေအသေးမကောင်းတဲ့သူတွေအကုန်လုံးတောက်ရပါတယ်သူကကျတော့ခန္ဓာကိုယ်တွင်းကတော်တော်များများကိုဒါကောင်းတယ်ပေါ့နော်ဒါအကယ်ဒမီချိုပြုံးပေါ့နော်ချိုပြုံးတောက်တဲ့အပင်မှာဒီပင်ကကြတော့အကယ်ဒမီချိုပြုံးပေါ့နော်ဒီပင်လေးနဲ့သူကင်ဆာအကျိတ်ပြောက်သွားတယ်ပေါ့နော်ဒါဒီဆေးအိုးပုတ်ဆိုတာဒါပါဒီပင်လေးပေါ့နော်အသီးလေးကကြတော့ဒီလိုအိုးလေးနဲ့တူတယ်အိုးပုံတရံလေးအထဲမှာကျတော့လဲသူကနီညိုရောင်လေးပဲပေါ့နော်ကင်ဆာသမားတွေသွေးတိုးစီးကြိုသမားတွေအတွက်အရန်ကောင်းတဲ့ဆေးဘက်ဝင်သဘာဝဆေးဘက်ဝင်အပင်လေးပေါ့နော်သူကဒီလိုတောတွေတောင်တွေထဲမှာပေါက်လို့ပေါ့နော်ဟုတ်နော်ဒီလိုတောတွေထဲမှာပေါက်တာ